အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Our Digital Pro ရဲ့ CEO Founder ကိုပြဖြောင်းမှဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ sharing လေးလုပ်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် TikTok ကနေပြီးတော့ဒီပတ်စံနေဝင်တာဘယ်လိုထုတ်ရလဲ complete ဘယ်လိုဖြစ်တာလဲလာမေးတဲ့သူတွေအတွက်ကျွန်တော် sharing လေးလုပ်ပေးရပါကျွန်တော်နဲ့တို့ပြီးတော့အဆုံးထိရှုပေးမယ်လို့မျှော်လင့်ပါတယ်ကျွန်တော် TikTok တွေကိုသွားမယ်ကျွန်တော်ကအဲ့လို TikTok တွေသွားပြီဆိုရင်ဒါကျွန်တော်ဒီမှာစပစ်လာတဲ့ TikTok တွေကျွန်တော်သွားပြီဆိုရင်ကျွန်တော်ကဒီမှာTikTok Studio ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပြီးပါ TikTok Studio ရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပြီးအဲ့လိုနှိပ်ပြီးကျွန်တော်တို့ကအဲ့လိုကျွန်တော် TikTok Studio ရဲ့နှိပ်ပြီးဒီ creator ဒီဟာလေးရှိတယ်ဒီကောင်လေးအဲ့ကောင်လေးကိုတစ်ချက်ထောက်ပြီးပါနော် view detail တစ်ချက်နှိပ်ပြီးပါကျွန်တော်ကအဲ့လိုနှိပ်ပြီးဒီကိုယ်စီကနေပြီးတော့ဒါရဆိုရင်ကျွန်တော်တို့ sorryဒါဆိုရင်ကျွန်တော်တို့ပတ်စံနေဝင်နေပြီဘလောက်ဝင်လဲဆိုတော့ဒီမှာစစ်လို့ရဒီမှာဆိုဝင်နေပြီဒါလာပြီးခဲ့ဟိုဘလောက်ဝင်ထားလဲဆိုရင်ကျွန်တော်ဒီမှာ vision ချင်းသွားတဲ့လက်တံဒီကချင်းသွားအကောင့်ဆိုရင်400ကျော်ဝင်သွားပြီ400ကျော်ဆိုရင်ဒေါ်လာ200ဆိုရင်မြန်မာငွေ4သိန်းဒေါ်လာ100ဆိုမြန်မာငွေ4သိန်းဒါဆိုရင်12သိန်း13သိန်းလောက်ဝင်သွားပြီအဲ့လိုဝင်သွားပြီအဲ့ဒါနေပြီကျွန်တော်တို့ကဒီမှာဒီ blue balance ဆိုတာရှိတယ်ဒီဒါလေးပဲview balance ဆိုတာရှိအဲ့ဒါလေးချက်နှိပ်ပြီနော်အဲ့လို view balance နှိပ်ပြီအခုက average ဖြစ်သွားတဲ့အတွက်ငွေထုတ်တာတစ်မျိုးဖြစ်သွားလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီဟာလေးတစ်ချက်နှိပ်ပြီဒီမှာအဲ့ option လေးတစ်ချက်နှိပ်ပြီပတ်ပြီးအဲ့ဒါလေးချက်နှိပ်ပြီပြီးရင်ကျွန်တော်တို့ကဒီမှာကိုငွေဘယ်လောက်ထွက်လဲဆိုတော့ဒီဟာလေးရှိအဲ့ဒါလေးချက်နှိပ်ပြီအဲ့လိုနှိပ်ပြီးဒါဆိုရင်ဒါက15ရက်နေ့တည်းဝင်သွားပြီဒါဆိုဘယ်လောက်ဝင်သွားပြီလဲဆိုတော့$18ဝင်မယ်ဒါ complete ဖြစ်တာပေါ့ဗျာ complete ဖြစ်တာလေဒါပြီးခဲ့လာဝင်နေတာပေါ့အခု average ကိုကြည့်နေတယ်ဆိုရင်ဒီဟာကိုတစ်ချက်နဲ့ creator recap program ဒါဆိုရင်သူကဘယ်လောက်ပြီးမလဲဆိုတော့ဒီမှာဒါလေးရှိရ creator recap program သူက200ကျော်ဝင်မယ်လို့ပြောတယ်အဲ့ဒါကိုတစ်ချက်နဲ့ဒီမှာဒါတော့ပြီးခဲ့လာဒါ6လပိုင်းဒီ6လပိုင်းကဒီ6လပိုင်းနဲ့ထုတ်ထားတဲ့ပတ်စံဖြစ်တယ်အခုဒီလအတွက်ကသူဘယ်လောက်ထွက်မလဲဆိုတာစိတ်ရင်းလုပ်နေတယ်ဒါဆိုရင်ဒါနှိပ်လိုက်ဒါ7ရက်နေ့ပဲသူကလည်းသူ complete တော့ဖြစ်ပြီဒါပေမဲ့ဘန် install ဒီပါမပေါ်သေးဘူးဒါဆိုမရသေးဘူးအဲ့လိုမျိုးပေါ့ဒါဆိုရင်သူ setting ဖြစ်နေပြီ$200ကိုဒီ14ရက်နေ့ဒီနိုဝင်ဘာ14ရက်နေ့မှာ$200ဝင်မယ်လို့ complete ပြတာဖြစ်ပါတယ်တခြားသိချင်တာချင်း comment မှာမှတ်ခဲ့ပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ